ဝါလို့တာယဟရှင်လောင်းသိမ်ဝေမာဥပြည့်စေဆရာတော်များကပစီဖြစ်မဲ့မိသားကိုယဟန်တို့လိုက်နာရမယ်ယဟန်တို့ကျင့်ဝတ်ဩဝါဒကထာဟောကြားစအမေလီကြာတော့တေဝေဝမာတေဝေဝမေမျက်ရည်လေးဆိုရင်ဝေပိုက်ခါမွေးကြရလို့မေနဲ့မှမြဲပင်ခလေးလို့တာလူမျိုးဖြစ်ပေမဲ့အမေလေးမခွဲရနိုင်တကူလောကရှင်သည်ဘဝချေဝေး၍ရောက်ပြီးမို့ယဟန်မောင်တို့တုတ်သွင်းမို့လို့အပေတကားပိတ်တယ်ယဟန်တကားဖြစ်ရပြီးမို့ဝန္တာမျက်ရည်ဆိုတိမ်ဝီနဲ့မိသားကိုတင်းဒီယခုမှစ၍သမိုးလျာဖြစ်မဲ့ဖျားသားတော်ဖြစ်သွားပြီမို့မိဖတို့နဲ့မသက်ဆိုင်တော့ဘူးဆိုဟောကြားစအမေလေးကြတော့တိမ်ဝေဝမာတိမ်ဝေဝမေမျက်ရည်လေးဆိုငါအတိုင်းဆိုပြတာတားကြိုက်သွားလို့ရတဲ့ခမ်းမရထီလားလို့ဆိုထိုင်မဲနောင်နာနဲ့ငိုရမျက်ရည်ရင်ဘတ်တစ်ခုလုံးဆိုရွှဲခဲ့ပြီလေအနိုင်စမဲ့နန္ဒမြတ်တာဖွားကွယ်လို့ပခုံးပွင့်မတတ်ပါကျုံရကြရလှုပ်ရှားနေဘူးမိုးရွာမနာပါမိသားစုစာဝေးစေတို့မျိုးတွေ့ငါသားကြီးငါသမီးလေးပညာတတ်ကြီးဖြစ်ငါလို့မပင်မတော့ဘူးလေအမေပြရဲ့ဆုံးမတကားနားရဲမှာကြားလို့လေနှလုံးသားငါပြန်တွေးနေတိုင်းနာလေတင်းမလို့မေးတဲ့စိတ်မြင်လိုက်ရစီဘဝတမိုက်တထွာအတမထူအတားကွယ်လို့မေးဘလောက်ပဲနာလိုက်မလဲလီရင်ခွဲမတခန္ဓာရပြီလေနောင်မရတဲ့နောင်တမျက်ရည်အော်ချစ်သားမေမေလက်စေပြမို့စင်ခုခိုင်ကြော့ပြရစီမေနောင်မရတဲ့နောင်တမျက်ရည်တော့ကပင်လဲဝဲမေမရှိတော့မမေကျေးသူကိုတာပြီးမလွမ်းနဲ့လေနောင်မရတဲ့နောင်တမျက်ရည်တော့ကပင်လဲဝဲမေမရှိတော့မမေကျေးသူကိုတာပြီးမလွမ်းနဲ့လေတခါတလေမှာဘေးရဖေချာမသွားနဲ့ဆုံးမသွားနဲ့မသိတော့လှလို့မေတာရအမေချမ်းသွေးနဲ့မောင်းခါမိမေဆုံးမတာတွေဥပိ္ပခာထားရတရားတွေမင်းမြတ်တာမှလို့ထင်တယ်ရွာဦးကြောင်းနိုင်ဆရာတော်ဖျားရဲ့တရားဆုံးမဇန်နေအမြဲမှာကြားတဲ့မေမေဥပိ္ပတာတကားဥကုမာလာရဲ့တရားဓမ္မတွေဟောကြားလို့နေလောကလူနဲ့ဆန္ဒဆုံးမရဲ့သင်ကြားပေးတဲ့ဆရာတော်ဖျားရဲ့ဂုဏ်ကျေးဇူးတော်တွေအမေမြတ်တာတေးတပုတ်ဖွဲ့လို့ဒီသချင်းလေးနဲ့ကြောလိုက်ပါရဲ့ဖျား